ကျမသမင်းစားတဲ့အချိန်တိုင်းလောက်ဖော်ကိုင်းပတ်တီကဝိုင်းယုံပြီးကြည်လေးရှိကြတယ်။အစားအသောက်ကိုအေးအေးဆေးဆေးနဲ့အရသာရှိရှိစားချင်တယ်မို့ဘယ်သူမှမရှိတော့ဘူးထင်တဲ့ခေါင်းမှုထက်ကိုဒီပစိတ်တက်လာခဲ့လိုက်တယ်။ပြီးတော့မှဘာကူမှဂီယူမဆိုင်တော့ပဲပါဇက်ထဲအစားအသောက်တွေအတင်းသွတ်သွင်းပြီးအရသာရှိရှိစားတော့ပါတော့တယ်။ဒါပေမဲ့ခေါင်းမှုထက်မှာဘာလို့လူသူကင်းမဲ့နေလဲဆိုတာကျမမသိခဲ့ဘူး။အဲ့ဒါက CEO တယောက်ထဲအတွက်တည်တံ့တက်မှတ်ထားတဲ့နေရာဖြစ်နေလို့ပါ။အဲ့ဒီအချိန်မှာပဲကျမရဲ့နောက်ွယ်ကရုံးခန်းထဲမှာ CEO ကထိုင်နေပြီးတစ်ဖက်ညင်မှန်ပဒင်းပေါက်ကနေတဆင့်ကျမအားရပါရစားတော့နေတာကိုကြည့်နေခဲ့တာပါ။ကျမရဲ့လှူရှားမှုတိုင်းကိုသူမြင်နေရတာကိုကျမလုံးဝမရိပ်မိခဲ့ဘူး။အစားအသောက်တွေကအရန်ကောင်းလွန်းတာမို့စားရည်နေတောင်ကပြမိသေးတယ်။ဒီမြင်ကွင်းကပဲ CEO ကိုကျမရဲ့ပျော်ပျော်နေတတ်တဲ့ပုံစံလေးပေါ်စိတ်ဝင်စားသွားစေခဲ့ပါတယ်။ကျမလုံးဝမသိလိုက်တာကတော့ကျမရဲ့ဒီလိုစားပြမှုတွေကပဲ CEO ရဲ့ရေရှည်ဖြစ်နေတဲ့ပြင်းထန်တဲ့အစားအသောက်ပက်ကက်ယောဂါကိုတက်တာပြောက်ကင်းစေခဲ့တာပါ။ဘယ်သူမှမနှောက်ယှက်တာမို့အဲ့ဒီနေ့ကစားပြီးသမင်းစားချိန်တိုင်းခေါင်းမိုးထက်ကိုပဲတယောက်ထဲလာစားဖြစ်တော့တယ်။ဒါပေမဲ့အမှန်ရက်နောက်တစ်ထပ်မှာတော့ CEO ကပဒင်းပေါက်နာမှာမယိုးမရွက်နဲ့စောင့်မျှော်နေခဲ့တာကြပါပြီ။သူကကျမသမင်းချိုင်းဖွင့်တာကအစလှူရှားမှုတိုင်းကိုလိုက်လုပ်နေခဲ့တာပါ။ဇွန်းကိုကိုင်နဲ့မတ်ဆောက်မှုထပ်ထောင်းကအစကျမနဲ့ထပ်တူးကြအောင်လိုက်လုပ်ခဲ့ပါတယ်။ဒါကိုလုံးဝမတတိမထားမိတဲ့ကျမကတော့တလုတ်ပြီးတလုတ်ပါဇက်ထဲအတင်းတွတ်သွင်းနေတော့မယ်။ကျမရဲ့နောက်ကနေ CEO ကလည်းကျမစားသလိုမျိုးလိုက်စားနေခဲ့ပါတယ်။နောက်တစ်ခါခေါင်းမိုးထက်ကိုရောက်လာတဲ့အခါမှာတော့အရင်ကအလွတ်ကြီးဖြစ်နေတဲ့နေရာမှာမိဖို့တစ်ခုကိုထိုင်းထားတာကိုတွေ့လိုက်ရတယ်။တန်ရှင်ရဲ့ဝန်ထမ်းတွေထားခဲ့တာနေမှာပါလို့ပဲတွေးပြီးဘာမှမတင်ကမချစ်ခဲ့ပါဘူး။ကိုကန်ကောက်လွန်းတယ်လို့ပဲတွေးမိပြီးလေတွေကိုပဲကျေးဇူးတင်ပါတယ်လို့တိုးတိုးလေးပြောလိုက်တယ်။ဒီကမှခေါင်းကုန်ပြီးဆက်စားနေခဲ့တာပါ။ဒါပေမဲ့အဲ့ဒီအားလုံးကကျမအတွက် CEO ကိုယ်တိုင်ပြင်ဆင်ပေးထားတာဆိုတာမသိခဲ့ပါဘူး။ထမင်းမစားတဲ့နေ့တွေမှာတောင်ကျမရဲ့လွတ်ရွှတ်စခန်းလေးထွင်နေတဲ့ဒီနေရာကိုလာဖြစ်ပါသေးတယ်။ဒီနေ့မှာတော့ဌာနမှူးကကျမကိုရှာဖို့ရုတ်တရက်ရောက်လာခဲ့တယ်။ချောမောတဲ့ဌာနမှူးကိုမြင်လိုက်ရတော့ကျမအယောင်ဝမ်းသာသွားမိတာပေါ့။ကြည့်ရတာ CEO ကကျမကိုဂုဏ်ပြုပွဲတစ်ခုတက်ရောက်ဖို့ဖိတ်ကြားခဲ့လိုက်တာထင်ပါရဲ့။အစားကတော့မသွားချင်ဘူး။ဒါပေမဲ့ဌာနမှူးကိုယ်တိုင်လာဖိတ်တာလို့ကြားလိုက်တဲ့အချိန်မှာတော့ချက်ချင်းပဲသဘောတူလိုက်ပါတော့တယ်။အိမ်ပြန်ရောက်တော့ဝိမဲ့အင်ဂျီကိုတေးသေးချာချာပြင်ဆင်တော့တာပေါ့။ဌာနမှူးစီကဖုံးလာတာညဝမ်းတာအားရအောက်ကိုပြေးဆင်းသွားခဲ့တယ်။ဒါပေမဲ့ကားတကားကိုဖွင့်လိုက်တဲ့အချိန်မှာတော့ကားထဲမှာထိုင်နေတဲ့ CEO ကိုတွေ့လိုက်ရတော့ချက်ချင်းပဲထိတ်လန့်သွားမိပါတယ်။ထုတ်ပြေးချင်ပေမဲ့လည်းပြေးစရာမီမရှိတော့တာမို့နောက်ဆုံးတော့ CEO ဘေးမှာပဲအတင်းကျဝန်ထိုင်လိုက်ရပါတော့တယ်။ဒီအချိန်ဒီအားလုံးမှ CEO ရဲ့စီမံကိန်းအတိုင်းထိပြက်နေတာဆိုတာကိုကျမမသိခဲ့ပါဘူး။အိုတိုအန်တာနိုင်တဲ့လေထုကိုရှော့ချဖို့အတွက်ကျမဝေလာရဲ့လက်ဆောင်လေးကိုတမတီကထုတ်ပြလိုက်တယ်။အဲ့ဒါကဘေးရုံလေးဖြစ်နေတာကိုမြင်တော့သူတို့နှစ်ယောက်လုံးစိတ်ဝင်စားသွားကြပုံပါပဲ။ဒါပေမဲ့ CEO ကတော့ယွင်ရှားဆက်လို့ပုံကြီးကြည့်နေခဲ့တယ်။ကျမတခုခုပြောမလို့လုံနေလုံးမှာပဲနောက်တစ်ဆက်ကမှ CEO ကဘေးရုံကထွက်လာရဲ့အတန်းကြောင့်လန့်သွားခဲ့ရတယ်။ကျမလည်းတိတ်တဆိတ်ပဲအိတ်ထဲပြန်ထည့်လိုက်ရပါတော့တယ်။မကြခင်မှာပဲဂုံပြုတ်ပွဲကျင်းပမယ့်နေရာကိုရောက်လာကြပါတော့တယ်။ CEO ကရောက်ချင်းပဲသူ့ရဲ့တွဲလုပ်ပေးဖို့ကျမကိုတောင်းဆိုပါတော့တယ်။ကျမဘာမှမတုံ့ပြန်လိုက်ခင်မှာပဲသူကကျမလက်ကိုဆွဲပြီးသူ့ရဲ့လက်မောင်းမှာချိတ်လိုက်တယ်။ပြီးကကျမကိုပွဲကင်းထဲကိုတိုက်ရိုက်ခေါ်ဆောင်သွားပါတော့တယ်။ငင်းပြော်ဖို့အခြေအနေမရှိတာမို့ကျမလည်း CEO ရဲ့ဖေးကနေပဲလိုက်သွားရပါတော့တယ်။ကျမသမင်းစားတဲ့အချိန်တိုင်းလောက်ဖော်ကိုင်းပတ်တီကဝိုင်းယုံပြီးကြည်လေးရှိကြတယ်။အစားအသောက်ကိုအေးအေးဆေးဆေးနဲ့အရသာရှိရှိစားချင်တယ်မို့ဘယ်သူမှမရှိတော့ဘူးထင်တဲ့ခေါင်းမှုထက်ကိုဒီပစိတ်တက်လာခဲ့လိုက်တယ်။ပြီးတော့မှဘာကူမှဂီယူမဆိုင်တော့ပဲပါဇက်ထဲအစားအသောက်တွေအတင်းသွတ်သွင်းပြီးအရသာရှိရှိစားတော့ပါတော့တယ်။ဒါပေမဲ့ခေါင်းမှုထက်မှာဘာလို့လူသူကင်းမဲ့နေလဲဆိုတာကျမမသိခဲ့ဘူး။အဲ့ဒါက CEO တယောက်ထဲအတွက်တည်တံ့တက်မှတ်ထားတဲ့နေရာဖြစ်နေလို့ပါ။အဲ့ဒီအချိန်မှာပဲကျမရဲ့နောက်ွယ်ကရုံးခန်းထဲမှာ CEO ကထိုင်နေပြီးတစ်ဖက်ညင်မှန်ပဒင်းပေါက်ကနေတဆင့်ကျမအားရပါရစားတော့နေတာကိုကြည့်နေခဲ့တာပါ။ကျမရဲ့လှူရှားမှုတိုင်းကိုသူမြင်နေရတာကိုကျမလုံးဝမရိပ်မိခဲ့ဘူး။